ဆိုညှိနှိုင်းလို့ရပါတယ်မိန်းကလေးတယောက်ကိုတနာပါအောင်လို့အော်ဟစ်တောင်းပန်နေတော့တယ်ဟာဒီမိန်းကလေးကစွမ်းအင်လိုင်းတွေကိုခန်းစားသိရှိနိုင်တာပဲလားဒါဆိုရင်တော့သူကလူသားပုံစံစွမ်းအင်ရှာဖွေရေးကိရိယာကြီးပေါ့အဲ့ဒီအချိန်မှာပဲလင်းဝမ်ရှိကတခုခုကိုတတိထားမိသွားတယ်လို့ကျွန်တော်ဘက်ကိုတန်းတန်းမမလှည့်ကြည့်လာတယ်မျက်လုံးချင်းစုံသွားတဲ့ခဏမှာကျွန်တော်စိတ်ထဲကတုန်လှုပ်မှုကိုအတတ်နိုင်ဆုံးထိန်းချုပ်လိုက်ပြီးအများပြည်သူတွေလိုပဲသိချင်စိတ်နဲ့ကြောက်ရွံ့တဲ့အမူအရာမျိုးကိုဟန်ဆောင်ပြလိုက်ရတယ်လင်းဝမ်ရှိရဲ့မျက်မှောင်ကျုပ်သွားပုံကိုကြည့်ရင်သူခုနကထူးဆန်းတဲ့စွမ်းအင်လိုင်းတစ်ခုကိုခန်းစားလိုက်ရတာသိကြပေမဲ့အားနေလို့နေလို့သူကိုယ်တိုင်နဲ့သိကြမသိနိုင်ပဲဝီခွဲမရဖြစ်နေဖို့ပဲအဲ့ဒီအချိန်မှာပဲဟင်းတီဟင်းရွက်စည်းတွေကမိတ်ဆာဘုံကြီးကတော်တာကြီးအော်ဟစ်လိုက်တယ်ချင်းဖုံးကချက်ချင်းပဲအဖွဲ့ဝင်တွေကိုပြစ်ခတ်နေမှုအမိန်ပေးလိုက်ပြီးမြဲဒီမိတ်ဆာကခင်မီလက်နဲ့တွေကိုလုံးဝမကြောက်ဘူးတာကူမြင်တော့ချင်းဖုံးကဒုရဖွဲကိုတိုက်ခိုက်ဖို့လက်ပြအချက်ပေးလိုက်တယ်လူရိတ်နှစ်ခုကပေညာတပ်ပြိုင်နဲ့ပြေးထွက်သွားပြီးတယောက်ရဲ့အချိန်ကတော့ပုံရိပ်ကြောင်လေးထင်ကြိုင်ကြီးတဲ့အထိမြန်လွန်းလာတယ်သူကဓာတ်မြောင်နဲ့မိတ်ဆာရဲ့လေပင်တော့ကိုတိုက်ခိုက်လိုက်တယ်လို့နောက်တစ်ယောက်ကလည်းကြီးမားတဲ့တန်ပေါင်းကြီးကိုမှားပြီးမိတ်ဆာရဲ့ကောင်းကိုအားကိုလွှဲရိုက်ချလိုက်တယ်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့်မိတ်ဆာဖုံးကြီးမှာအားနည်းချက်တွေပေါ်လာတော့တာပဲချင်းဖုံးကဒီအခွင့်အရေးကိုလက်မလို့ပဲကိုယ်တိုင်ဝင်တိုက်တော့တယ်သူ့လက်ထဲကဓာတ်ရှိစီကနေစူးရတဲ့လျှက်စီးပတ်လန်းတွေထွက်ပေါ်လာပြီးတစ်ချက်တင်းနဲ့ဒီမိတ်ဆာရဲ့ခေါင်းကိုဖျက်ချလိုက်နိုင်ခဲ့တယ်ဒါကူကြည့်ပြီးကျွန်တော်တော်တော်လေးအံ့ဩသွားမိတယ်သူတို့ရဲ့အချိတ်အဆက်မိမိတွေ့ဖက်ညီမှုတွေကတကယ့်ကိုအမခံပဲကျွန်တော်နဲ့သူတို့ကြားကကွာချက်ကအများကြီးရှိနေသေးတာမို့အချိန်ကိုအမိရသုံးပြီးကျွန်တော်ရဲ့စွမ်းရည်တွေကိုမြင့်တင်ဖို့လိုအပ်နေပြီနေဝင်တော့မဲ့အချိန်ရောက်လာပြီမို့ကျွန်တော်လည်းရက်ပလင်ရှာဖို့အတွက်ပို့ပြီးစိတ်ချရတဲ့နေရာတစ်ခုကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်မြို့ပြင်ဘက်ကိုဦးတီပြီးရှောက်လာရင်ရက်ပလင်တစ်ခုကိုတွေးခဲ့ပေမဲ့အရေးအသွေးကပထမနေ့ကလိုက်မကောင်းတော့ဘူးအဆောက်အဦဟောင်းတစ်ခုနားကိုဖျက်ရှောက်တဲ့အချိန်မှာတော့ကျွန်တော်ရဲ့အမှန်တရားမျက်လုံးကနေအားနေတဲ့စွမ်းအင်လိုင်းတစ်ခုကိုဖမ်းယူမိလိုက်တယ်လေကားအတိုင်းဒုတိယထပ်ကိုတက်သွားကြည့်တဲ့အခါထူးထူးခြားခြားပုံစံရှိတဲ့ရက်ပလင်တစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့နံပါတ်1955ရက်ပလင်ပဲဖြစ်ပြီးထာဝရနာယီစင်မြို့တော်ကိုဆက်သွယ်ထားတာပါဒီရက်ပလင်ကအဆုံးကုန်တိကျမှုကိုရှာဖွေတဲ့နာယီဆရာတယောက်ရဲ့ဝိညာဉ်နဲ့ဆက်သွယ်ထားတာပဲသူဖန်တီးခဲ့တဲ့ထာဝရနာယီတွေကပြည့်စုံလွန်းနေတာကြောင့်သူကအဆုံးမရှိတဲ့ညီးငွေးမှုတွေရောက်ရှိသွားပြီးတခုခုပြောင်းလဲသွားဖို့မျှော်လင့်နေတာဒါကိုကြည့်ပြီးကျွန်တော်လည်းမနေနိုင်ပဲဒါဘိုက်ဝပြီးအလုံးမရှိတာပဲလို့ပြောမိသွားတယ်နံပါတ်စင်ကရှေ့ပိုင်းကြလို့ပစ္စည်းကောင်းရနိုင်ပေမဲ့အချိန်ဆိုတာကမြင်ရကန်ရတာမှမဟုတ်တာဘလို့ပစ္စည်းမျိုးကသူ့လိုအပ်ချက်နဲ့ကိုက်ညီမလဲဆိုတာစဉ်းစားလို့မရတာကြောင့်အခြားရက်ပလင်ကိုပဲထပ်ရှာဖို့ထွက်လာခဲ့လိုက်တယ်မြို့ပြင်ဘက်ကိုဆက်လျှောက်လာရင်ပင့်ကူအိမ်တွေနဲ့ရစ်ပတ်ထားတဲ့လျှို့ဝှက်ရက်ပလင်တစ်ခုကိုထပ်တွေ့တယ်ဒါကနံပါတ်39,122ဖြစ်ပြီးပင့်ကူမိတ်ဆာကိုနဲ့ဆက်သွယ်ထားတာအတန်ကုန်ခန်းသွားတဲ့ပင့်ကူမိတ်ဆာမိခင်တယောက်ကသူ့ကလေးအိမ်မက်ဆိုးတွေကြောင့်ငိုနေတာကိုချော့မြူဖို့အတွက်ပကက်လွှဲတဲ့ချင်းလေးပြန်ဆိုပြချင်နေတာလေဒါကိုဖတ်ပြီးကျွန်တော်လည်းခေါင်းကိုက်သွားရတယ်လူသားတို့ရဲ့ပကက်လွှဲတဲ့ချင်းတော့ကျွန်တော်အကုန်မဆိုတတ်တာမိတ်ဆာတဲ့ချင်းဆိုရင်တော့ပြောမနေနဲ့တော့စိတ်ပြက်လက်ပြက်နဲ့ပဲလှည့်ထွက်လာခဲ့လိုက်ရတယ်စက်တိုက်ဆိုသလိုအစင်မပြေတာတွေနဲ့ကြုံနေရလို့ကျွန်တော်လည်းနည်းနည်းတော့စိုးရိမ်စိတ်ဝင်လာတယ်ဒီနေရာကိုလက်လျှော့ဖို့ပြင်နေတော့မှပဲဘတ်စကားကိတ်ကလေးစီကထွက်ပေါ်နေတဲ့အလင်းရောင်မိန်လေးကကျွန်တော်ကိုဆွဲဆောင်သွားတယ်အပြေလွှားသွားကြည့်လိုက်တော့မီးချစ်ဆန်နေနဲ့တီဆောက်ထားတဲ့ရက်ပလင်တစ်ခုကိုတွေ့လိုက်ရတယ်အိမ်နားမှာရက်နေယုံနေတယ်ဝမ်းနေပူဆွေးမှုတွေကကျွန်တော်ကိုလွှမ်းမိုးသွားတာပဲကျွန်တော်လည်းချက်ချင်းအမှန်တရားမျက်လုံးကိုသုံးပြီးကြည့်လိုက်တော့ဒါကနံပါတ်2333ရက်ပလင်ဖြစ်ပြီးနှင်းကြနေတဲ့ညဘက်လမ်းတောင်ကိုဆက်သွယ်ထားတာပါအဲ့ဒီမှာမီးချစ်ဆန်ရောင်းတဲ့မိန်းကလေးငယ်လေးတယောက်ရှိနေတယ်သူကလမ်းသွားလမ်းလာတွေဘာလို့သူ့မီးချစ်ဆန်တွေကိုမလိုအပ်တော့တာလဲဆိုတာကိုနားမလည်နိုင်ပဲအကြီးအကျယ်ဝမ်းနေနေတာဒါကပုံပြင်ထဲကမီးချစ်ဆန်ရောင်းတဲ့မိန်းကလေးပဲမဟုတ်လားပုံပြင်တွေတောင်ကဘာတစ်ခုဖြစ်လာနိုင်တာလားကျွန်တော်လည်းခဏလောက်စဉ်းစားပြီးခုနကဝယ်လာတဲ့မီးချစ်ကိုထုတ်ပြီးရစ်ပလင်ပေါ်တင်ပေးလိုက်တယ်ခေတ်တွေကပြောင်းလဲနေပြီအခွင့်အလမ်းကိုအမိအရာမစုပ်ကိုင်နိုင်ရင်မင်းရဲ့မီးချစ်ဆန်တွေကဘယ်ရောင်းထွက်ပါမလဲလို့ပြောလိုက်တဲ့အချိန်မှာပဲအလင်းတန်းကြီးထွက်ပေါ်လာတယ်အလင်းတန်းတွေကြားကနေလက်ဝါးအရွယ်စားရှိတဲ့မီးချစ်ဆန်ဘူးလေးတစ်ဘူးထွက်ပေါ်လာတယ်အဲ့ဒါကိုကင်ကြည့်လိုက်တဲ့အခါမျော်လင့်ချက်မီးချစ်ဘူးလို့အမည်ရပြီးအရေးအသွေးကမော်ကွန်းဝင်အစ်စ်ပဲမနေ့9နာရီတိုင်းမှာမျော်လင့်ချက်မီးချစ်ဆန်9ချောင်းအလိုလျောက်ထွက်လာမှာတဲ့ဒါပေမဲ့မီးချစ်ဆန်တစ်ချောင်းချင်းစီရဲ့အရေးအသွေးကိုကြည့်လိုက်တော့တာမန်အစ်စ်ပဲဖြစ်နေတယ်ထူးခြားတာကဒီမီးချစ်ဆန်ကလေတိုက်ရင်ဒါမှမဟုတ်ရေနဲ့ထိရင်ငိမ့်ဖို့ခက်ခဲပြီးဘေးဒုက္ခမိတ်ဆာတွေကိုအပူဆောင်မီးလောင်ကျွမ်းမှုထံရတွေပေးနိုင်တာပဲဒါကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့9ချောင်းထဲဆိုတာကနည်းနည်းတော့အားမရစရာပဲအဲ့ဒီအချိန်မှာပဲကျွန်တော်ခေါင်းထဲကိုအတွေးတစ်ခုလက်ခနဲ့ဝင်လာတယ်ဒီမီးချစ်ဆန်တွေကတာမန်အဆင့်ဆိုရင်ဒါတွေကိုခန္ဓာကိုယ်သွေးရစ်ပလင်ပေါ်မှာတင်းဆက်လိုက်ရင်နေ့တိုင်းသွေးငါးပလင်အလကားရမှာမဟုတ်လားဒီအတွေ့အကြောင့်ကျွန်တော်စိတ်တွေတကယ်ကိုကြွတက်လာပြီးတားတယုံဘက်ကိုအပြင်းနှင်းခဲ့တော့တယ်မိနစ်20အကြာမှာတားတယုံကိုရောက်သွားပြီးသွေးနီရောင်ပလင်ရှိမှာမီးချစ်ဆန်တစ်ချောင်းကိုတင်လိုက်တယ်ခဏအကြာမှာပဲသွေးရည်ကြီးတပလင်ထွက်လာတာကိုမြင်လိုက်ရတဲ့အတွက်ကျွန်တော်အကြံအောင်မြင်သွားပြီဆိုတာသိလိုက်ရပြီဒါကတကယ်ကိုအမားရွေးမရှိတဲ့နီးလမ်းပဲကျွန်တော်လည်းကြံတဲ့မီးချစ်ဆန်တွေကိုပါရစ်ပူတော့လိုက်တော့ကျွန်တော်လက်ထဲမှာသွေးရည်ကြီးငါးပလင်အပြည့်ရလာတယ်ဒါတွေကိုအကုန်တောက်လိုက်တဲ့အခါကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာသွေးတွေစူပွက်လာတယ်လို့မျိုးခံစားလိုက်ရပြီးစွမ်းအားသစ်တွေကိုအချိန်အနည်းငယ်အတွင်းမှာပဲလိုက်လျောညီထွေဖြစ်အောင်ထိန်းချုပ်နိုင်ခဲ့တယ်ဖုန်းကိုကြည့်လိုက်တော့ဒီနေ့ကုံဆုံးဖို့နောက်ထပ်2နာရီပဲကြံတော့တယ်ကြံနေသေးတဲ့ရစ်ပူစော်ခွင့်2ချိန်ကိုအလားသားအဖြစ်မခံနိုင်ဘူးထာဝရနာယီစင်ရစ်ပလင်ရဲ့ဆူလာကလုံးဝအားနေမှာမဟုတ်ဘူးဒါပေမဲ့ဘာကိုရစ်ပူစော်ကမလဲဆိုတာစဉ်းစားရင်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါဖားခင်ဖြစ်သူအသက်ရှင်စဉ်ကကုမ္ပဏီကနေယူလာပေးခဲ့တဲ့ပြက်ကလေးဟောင်းလေးစီမှာမျက်စိကျသွားတယ်အဲ့ဒီထဲမှာကျွန်တော်ရဲ့အရေးကြီးတဲ့နေ့ရက်တွေကိုမှတ်သားထားတာဒီအများကြီးရှိတယ်မိဘတွေကအတော်တဆဖြစ်ခဲ့တဲ့နေ့ချစ်သူနဲ့စတင်တွေ့ခဲ့တဲ့နေ့မွေးနေ့တွေနဲ့အခြားသောဘဝကြီးအမတ်တရနေ့ရက်ပေါင်းများစွာပေါ့ဒီပြက်ကတင်ကကျွန်တော်ရဲ့ဘဝဇက်ကြောင်းကိုမှတ်တမ်းတင်ထားတဲ့အရာပဲနာယီဆရာဖန်တီးခဲ့တဲ့အချိန်ကြီးကတိကျလုံးနေပေမဲ့အသက်မဝင်ဘူးဒါပေမဲ့ဒီပြက်ကတင်ကတော့
လူတစ်ယောက်ရဲ့အမှတ်တရတွေနဲ့အသက်ဝင်နေတဲ့အချိန်တွေပဲ ဒီပြက်ခရင်ကိုယူပြီးနာရီရစ်ပလင်စီကိုကျွန်တော်တဟုန်ထိုးပြေးသွားခဲ့တယ်ရစ်ပလင်ပေါ်မှာပြက်ခရင်ကိုတင်လိုက်ပြီးမပြေးစုံနဲ့လူဘွားရဲ့အချိန်တွေကမှအသက်ဝင်တာဒီပြောင်းလဲမှုကိုမင်းကြိုက်ရလားလို့မေးလိုက်တယ်အဲ့ဒီနောက်ပြက်ခရင်ကပျောက်ကွယ်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးအချိန်တွေရပ်တန့်သွားတယ်လို့ငြိမ်သက်သွားခဲ့တယ်ခဏကြာမှတော့ရွှေရောင်အလင်းတန်းကြီးထွက်ပေါ်လာပြီးကျွန်တော်မျက်စိရှိမှဘဝရဲ့အမှတ်တရပုံရိပ်တွေမြန်မြန်ဆန်ဆန်ဖြတ်ပြေးသွားတယ်တပြိုင်တည်းမှာပဲရှီဟောင်းပုံစံနာရီတစ်လုံးထွက်ပေါ်လာတယ်အဲ့ဒါကကန်ဂျမာနာရီလို့အမည်ရပြီးထူးခြားတဲ့စွမ်းရည်တွေပါဝင်နေတာပါဒီနာရီကပတ်ဝန်းကျင်ရဲ့အပြောင်းအလဲတွေကိုကြိုတင်သိရှိနိုင်တဲ့စူးရှာတဲ့အာယုံခံနိုင်စွမ်းကိုပေးစွမ်းတာဖြစ်ပြီးပိုင်ရှင်ကိုတာမန်တဲ့တာလွန်နဲ့တုံ့ပြန်မှုနဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုရရှိစေတာပါဒါကတိုက်ပွဲတွေမှာကျွန်တော်ရဲ့ခန္ဓာကိုယ်စွမ်းရည်တွေကိုအကောင်းဆုံးအသုံးချနိုင်ဖို့ကူညီပေးမှာပဲနာရီကိုတိုင်းပြိုင်ပြီးဖုန်းကိုကြည့်လိုက်တော့ည10နာရီမိနစ်40ရှိနေပြီရက်စပလင်တွေပြန်မလိုက်ရင်တနာရီကျော်ပဲကျန်တော့တာမို့နောက်ဆုံးအခွင့်အရေးတစ်ချိန်အတွက်ထပ်ရှာဖွေခဲ့တယ်ဒါပေမဲ့အသုံးမဝင်တဲ့ရက်စပလင်နှစ်ခုပဲတွေ့ခဲ့ပြီးအဲ့ဒီအချိန်မှာပဲအနီးနားစီကနေဆဲဆိုတာတွေကိုကြားလိုက်ရတယ်ဒီနေရာမှာလူတွေရှိနေသေးတာလားကျွန်တော်လည်းတတိထားပြီးအနားကိုကတ်သွားကြည့်လိုက်တော့ကုံတက်တာတွေကြားမှာလူနှစ်အုပ်စုရင်ဆိုင်နေကြတာကိုတွေ့လိုက်ရတယ်သူတို့ကြားမှာပန်းရောင်အလင်းတန်းတွေထွက်နေတဲ့လက်ပုံစံရစ်ပလင်တစ်ခုရှိနေတယ်ဒါကိုကြည့်ရတာလုံးဝမရိုးရှင်းဘူးကျွန်တော်လည်းအမှန်တရားမျက်လုံးနဲ့ကြည့်လိုက်တော့ဒါကနံပါတ်9269ရစ်ပလင်ဖြစ်ပြီးအစွန်းရောက်ကာမိုးနန်းတော်နဲ့ဆက်သွယ်ထားတာအဲ့ဒီမှာရှိနေတဲ့မိတ်ဆာဘယင်မကသူ့ရဲ့ဝိညာဉ်ကိုတုံ့လှုပ်စေမဲ့ပြင်းထန်တဲ့လှုံ့ဆော်မှုတွေကိုမျှော်လင့်နေတာတဲ့ဒါကနည်းနည်းတော့မရင်ကြီးတဲ့လိုအပ်ချက်ပဲဒါပေမဲ့ကျွန်တော်ရဲ့လွယ်အိတ်ထဲမှာအဲ့ဒီအတွက်အစင်ပြေမဲ့ပစ္စည်းတစ်ခုပါနေတာတတိယသွားတယ်အဲ့ဒီအချိန်မှာပဲလူအုပ်စုကြားမှာပြဿနာတွေစဖြစ်နေပြီတစ်ဖက်ကရွှေဆွေးကြိုးကြီးနဲ့ထိပ်ပြောင်လူကြီးနဲ့လူ30ကျော်နောက်တစ်ဖက်ကတော့မိန်းကလေးတယောက်ဦးဆောင်တဲ့လူ4ယောက်ထဲပါထိပ်ပြောင်လူကြီးကလှောင်ပြုံးပြုံးရင်ငါတို့ညီအကိုရဲ့ပစ္စည်းကိုလူရတယ်ပေါ့အခုချက်ချင်းအလိုက်ရင်အတက်ချမ်းသာပြီးမယ်လို့ချိန်ချောင်းနေတယ်ဒါပေမဲ့မိန်းကလေးကတော့လုံးဝဂယုမဆိုင်ပဲတွားဆန်ဆိုတဲ့စကားတစ်ခုပဲပြောလိုက်တယ်ဒီစကားကြောင့်ထိပ်ပြောင်လူကြီးလည်းဒေါသထွက်ပြီးသူ့လူတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တယ်မိန်းကလေးဘက်က4ယောက်ကလည်းချက်ချင်းခံစစ်ပြင်လိုက်ပြီးပြန်တိုက်ခိုက်ကြတယ်အဲ့ဒီထဲမှာခွန်အားကြီးတဲ့လူတစ်ယောက်ကတန်ပိုက်လုံးနဲ့လွှဲရိုက်နေတယ်လို့ကြံတဲ့2ယောက်ကလည်းအောက်ပိုင်းကိုအတိကထားတိုက်ခိုက်နေကြတယ်သူ့လူတွေအရေးနေတာကိုမြင်တော့ထိပ်ပြောင်လူကြီးကိုယ်တိုင်ဝင်တိုက်ပြီးခွန်အားကြီးတဲ့လူကိုတွေးအံသွားအောင်ကန်ထုတ်လိုက်တယ်သူ့ရဲ့ပါဝင်လာမှုကြောင့်အခြေအနေတွေကချက်ချင်းပြောင်းလဲသွားပြီးမိန်းကလေးရဲ့အပေါင်းအပါတွေလည်းဒဏ်ရာတွေနဲ့လေးကြကုန်ကြတော့တယ်နောက်ဆုံးမှာတော့မိန်းကလေးကကုံတက်တာတော့မှပိတ်မိသွားခဲ့တယ်ဒါပေမဲ့သူကအရှုံးမပေးပဲမျက်လုံးထဲမှာရှက်ဆက်တဲ့အရိပ်အယောင်တွေနဲ့အတူအားလုံးသေလိုက်ကြတော့လို့အော်ဟစ်လိုက်ပြီးသွေးသားလုံးတစ်ခုကိုညှစ်ခွဲလိုက်တယ်ချက်ချင်းပဲအနက်ရောင်မျိုးကိုတွေလွှမ်းသွားပြီးအမြင့်3မီတာကျော်ရှိတဲ့အနက်ရောင်မိတ်ဆာကြီးထွက်ပေါ်လာတယ်အားလုံးကကြောက်လန့်သွားကြပေမဲ့ပိုဆိုးတာကဒီမိတ်ဆာကပေါ်လာတာနဲ့ချက်ချင်းပဲသူ့နားမှာရှိနေတဲ့လူကိုနှစ်ပိုင်းပြအောင်ဆွဲဖျက်ပစ်လိုက်တာပဲဒါကိုမြင်တော့ထိုက်ပြောင်လူကြီးလည်းတုန်လှုပ်သွားပြီးရှူးနေတဲ့မိန်းမသူကသူ့လူတွေကိုတောင်တတ်တာပဲလို့အော်ပြီးအားလုံးထွက်ပြေးကြတော့တယ်ဒါပေမဲ့မိတ်ဆာကသူတို့ကိုလွတ်အောင်မပေးပဲရက်ရက်ဆက်ဆက်တက်ဖြတ်တော့တာပါပဲဒါကိုဘေးကနေကြည့်နေရတယ်ကျွန်တော်လည်းရင်တုန်သွားမိတယ်ဒီမိန်းကလေးကလွတ်မြောက်ဖို့အတွက်အားလုံးကိုငရဲပူရတဲ့အထိတကယ့်ကိုကြောက်စရာကောင်းတယ်လူပဲခဏကြာမှတော့ထိပ်ပြောင်လူကြီးလည်းမိတ်ဆာရဲ့လက်ထဲမှာအသက်ပြောက်သွားတယ်နေရာတစ်ခုလုံးကသွေးပင်လေပင်ဖြစ်သွားပေမဲ့မိတ်ဆာကပျောက်ကွယ်မသွားပဲနောက်ထပ်ပြက်မှတ်တွေကိုထပ်ရှာနေတယ်မိန်းကလေးကတော့တိုင်တိုင်ရဲ့နောက်မှာအသက်ရှူဖို့တော့မိနေလောက်အောင်ပုံနေတယ်ဖုန်းကိုကြည့်လိုက်တော့23နာရီ50ဖြစ်နေပြီအချိန်မစောင့်နိုင်တော့ဘူးကျွန်တော်လည်းအားလုံးကိုပြင်ဆင်ပြီးအဲ့ဒီမိန်းကလေးစီကိုပြေးဝင်လိုက်တော့တယ်တေးလိုက်တော့လို့အော်ဟစ်လိုက်ရင်ပေါ့မိန်းကလေးကလည်းချက်ချင်းတတိထားမိသွားပြီးထွက်မပြေးပဲဓားမြောင်နဲ့ပြန်တိုက်ခိုက်ဖို့ကြိုးစားတယ်အရင်ကဆိုရင်ကျွန်တော်ဒီတိုက်ခိုက်မှုကိုရှောင်ဖို့ခက်ခဲလိမ့်မယ်ဒါပေမဲ့အခုသွေးကြီးနဲ့ကန်ဂျမာနာကြီးရဲ့အစွမ်းကြောင့်သူ့ရဲ့တိုက်ခိုက်မှုတွေကကျွန်တော်အတွက်တော့အလွန်နှေးကွေးပြီးကြိုတင်တိနေသလိုပါပဲကျွန်တော်လည်းပါလေးရှောင်လိုက်ပြီးသူ့ရဲ့လက်မောင်းတွေကိုတစ်ချက်ချင်းဓာတ်နဲ့လွှဲခုတ်လိုက်တယ်မိန်းကလေးရဲ့လက်နှစ်ဖက်လုံးဒဏ်ရာရသွားပြီးအသုံးမဝင်တော့တဲ့အချိန်တွေမှာသူကကြောက်လန့်တကြားနဲ့တခုခုဆိုညှိနှိုင်းလို့ရပါတယ်မိန်းကလေးတယောက်ကိုတနာပါအောင်လို့အော်ဟစ်တောင်းပန်နေတော့